နေမျိုးအောင်နာမယ်ကြီးညာတော့ကဒီလိုကိစ္စရှိနေလို့မျက်နှာတီကြီးဖြစ်နေခဲ့တာပါဆိုတဲ့ခန်းစီတို့မင်္ဂလာပါပရိသတ်များရှင်အကယ်ဒမီပေးပွဲနေ့မှာတော့ကမြန်မာတလိုင်းကလုံးကလူတွေတတိထားမိတွားတဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ခန်းစီသူရဲ့တန်တုံးလိုမျိုးပြောင်းတင်ပြီးမာကျောနေတဲ့မျက်နှာထားကြီးပါအမျိုးသားဇပိုးစုကိုကြီးညာပေးဖို့ရအတွက်စင်ဘော်ကိုတက်လာကလေးကသူ့ရဲ့မျက်နှာဟာရွှင်ပြပြလုံးဝမရှိပဲဖြစ်တည်တည်နေတဲ့ပုံစံမျိုးဖြစ်နေတာပါဒါအပြင်တကယ်နာမည်ကိုကြီးညာရမယ့်အရှင်ကိုရောက်တော့လေအေးချမ်းကလေးနဲ့သူများတွေကြီးညာသွားခဲ့တယ်လို့ပြုံးရွှင်လေးတဲ့လုံးဝမဟုတ်ပါဘူးဝမ်းတန်နေတဲ့မျက်နှာထားလဲလုံးဝမတွေ့ရတယ်လို့အချိန်လေးတောင်နဲ့မဆွဲလိုက်ပါဘူးစာအုပ်ဖွက်ဖက်ပြီးတာနဲ့နေမျိုးအောင်ဆိုပြီးတဲ့တူကြီးပြောကြသွားတာပါအဲ့ဒါနဲ့ပတ်သက်လို့ပိတ်သက်တွေအားလုံးကရွေရှင်မျိုးစုံနဲ့သူ့ကိုမှတ်ချက်ပေးခဲ့ကြပါတယ်တချို့ကလေနေမျိုးအောင်ရတာကိုလုံးဝမကျေနပ်လို့အခုလိုမျက်နှာထားကြီးဖြစ်နေတာတချို့ကလည်းပြောချင်ဆုံးအားကြီးသွားတာစသဖြင့်အမျိုးပါပဲတကယ်တမ်းကျတော့အဲ့ဒီနောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေပါတယ်ခက်စီသူဟာနေမျိုးအောင်ကိုမနာလို့မကျေနပ်လို့အခုလိုမျက်နှာတီကြီးဖြစ်နေတာလုံးဝမဟုတ်ပါဘူးအကြောင်းရင်းကတော့သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ပါပဲဟုတ်ပါတယ်အပေါ်အရန်တွားကြည့်နေတာကြောင့်စင်ပေါ်မှာတောင်မထိန်နိုင်ဖြစ်နေခဲ့တာဆိုပြီးခန်းစီသူကိုယ်တိုင်ကဗိဒ္ဓတွေကိုပြန်လဲရှင်းပြထားပါတယ်သူအရန်ကိုအပေါ်သွားရှင်လို့အိမ်သာရှာဖို့ပြင်ဆင်နေချိန်မှာပဲသူကြီးညာပေးရမယ့်အလှည့်ကြီးကတတိုက်ဆန်ဆန်ရောက်လာတာပါဒါကြောင့်မလို့ဘလို့မှလည်းလုံးလို့မရတဲ့အဆုံးမှာအဲ့ဒီရှူပေါက်ချင်တာကြီးကိုအောက်ထားပြီးတော့စင်ပေါ်ကိုတဲ့နာမည်ကိုအမြန်ကြီးညာလိုက်တာပါဆိုပြီးသူကပြန်လဲဖြည့်ချင်းပြလာတာပါဒါကတကယ်ယုတ်တိရှိမရှိတော့မသိပေမဲ့အခန်းစီတူမှာစီးချိုယောဂရှိတယ်လို့လည်းကြားသိထားရပါတယ်စီးချိုရှိတဲ့သူတွေကအဲ့ဒီလိုမျိုးစီးသွားချင်တာကိုအောက်မထားနိုင်ကြပါဘူးအဲ့ဒါအမှန်ဆိုရင်တော့နေမျိုးအောင်နဲ့ခင်းစီတူကြားမှာဘာမှမဖြစ်ပဲအပေါ်သွားရှင်လို့အောက်ထားရင်းနဲ့မျက်နှာကူးတို့ဖြစ်သွားခဲ့ရတာဆိုတာဟာလက်ခံနိုင်ဖွယ်ရရှိပါတယ်ဒါပြင်အဲ့ဒီလိုကြီးညာပြီးမှလည်းခင်းစီတူကသူကိစ္စသူရှင်းပြီးတော့နေမျိုးအောင်စီတဖန်သွားပြီးရှီချူစကားတွေအများကြီးပြောဆိုခဲ့ပါသေးတယ်ကဲပရိသတ်ကြီးတို့ရောဒါကိုဘယ်လိုထင်ပါတယ်လဲရှင်comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်ကြည့်ချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်